ဒီဂျွန်လာထဲမှာလာမယ့် Experience Event ကို3000ဝဲဝန်းကျင်လောက်နဲ့ draw 40ရတဲ့အပြင် Diamond 400ကျော်လောက်ပို့အောင်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာပြပြပေးသွားပါမယ်။အရင်ဆုံး event နဲ့ပတ်သက်တာကိုကျွန်တော်အတူဆုံးပြပြပါမယ်။ခုလာနေတဲ့ Experience Event 3.0မှာဆိုရင် Leslie ရဲ့ The Eye Splatter Skin ရဲ့ Chan A ရဲ့ ထက်တန်းဆိုင် Skin တို့ကအဓိကပါဝင်လာမှာဖြစ်ပြီး Color တွေအနေနဲ့ကတော့ရေစံချင်းနဲ့ Sivana Skin တို့ကပါဝင်လာမှာဖြစ်ပါတယ်။ကျွန်တော်တို့က1 draw 50% discount ကို daily ရမှာဖြစ်ပြီးတော့10 draw 50% discount ကိုတော့ event တစ်ခုလုံးမှာတစ်ကြိမ်ပဲရရှိမှာဖြစ်ပါတယ်။ပြီးတော့ဘယ်နှကြိမ်လောက်မှာ premium skin တစ်ခုရနိုင်မလဲဆိုရင်အနည်းဆုံး30နဲ့အများဆုံး80လို့သတ်မှတ်ထားပေမဲ့ average ရဆိုရင်တော့အကြိမ်40ဒါမှမဟုတ်အကြိမ်50မှာရနိုင်ပါတယ်။ဒါပေမဲ့ဒီဗီဒီယိုမှာတော့ကျွန်တော်ကအကြိမ်40ကနေ60အထိတွက်ပြပေးထားပါတယ်။အရင်ဆုံးတည်ထားရမှာ event ကဂျွန်18ရက်နေ့ဇူလိုင်20ရက်နေ့ထိကိုအားလုံးပေါင်း33ရက်ကြာပါမယ်။ဒါပေမဲ့ကျွန်တော်တို့က event မလာခင်2ရက်လို့ဂျွန်16ရက်နေ့မှာကတည်းက weekly pattern ပတ်စာကိုထည့်ထားပေးရပါမယ်။ဒီနေရာမှာ Diamond Legend 200ရှိတဲ့သူတွေကတော့ဒီအဆင့်ကို skip လိုက်လို့ရပါတယ်။ပြီးတော့ရင်ကျွန်တော်တို့က22ရက်နေ့မှာလာမယ့် phase 1ကိုစောင့်ရပါမယ်။ phase 1လာပြီဆိုတော့လည်း recharge 250ပြည့်ဖို့ကျွန်တော်တို့က weekly pattern ပတ်စာနဲ့ Diamond 55လုံးထည့်ပေးရပါမယ်။ပြီးတော့ရင်အဲ့ဒီဂျွန်22ကနေ24ရက်နေ့ထိကို daily discount နဲ့1ရက်ကိုတစ်ချိန်3ရက်လှည့်ပေးရပါမယ်။အဲ့ဒါဆိုရင်ကျွန်တော်တို့က test တွေအကုန်ပြီးသွားတဲ့အတွက် free token 16ကရပါမယ်။ပြီးရင် login ရတစ်ချိန်နဲ့ဆိုရင် phase 1မှာအားလုံးပေါင်းအကြိမ်20ရပါမယ်။ဒါဆိုရင်ကျွန်တော်တို့က phase 1တော့ပြီးသွားဖြစ်တဲ့အတွက်ဇွန်လ9ရက်နေ့မှာလာမယ့် phase 2ကိုထပ်ဆောက်ရပါမယ်။ phase 2ရောက်ရင်တော့ phase 1ကလိုပဲ recharge ပြည့်ဖို့ weekly pattern ပတ်စာရဲ့ Diamond 55လုံးရဲ့ထည့်ပေးရပါမယ်။ပြီးတော့ရင်တော့အဲ့ဒီ9ရက်နေ့ကနေ10ရက်နေ့ထိ daily discount နဲ့1ရက်ကိုတစ်ချိန်4ရက်လှည့်ပေးရပါမယ်။ဒါဆိုရင်ကျွန်တော်တို့က test တွေအကုန်ပြီးသွားဖြစ်တဲ့အတွက် free token 16ကထည့်ရပါမယ်။ဒါဆိုရင်အကြိမ်40ပြီးသွားပါပြီ။ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲဒီထိကို3000ဝန်းကျင်လောက်ပဲသုံးထားပြီးတော့ Diamond 400ကျော်ပို့ပါမယ်။အကြိမ်50အတွက်ဆိုရင်985လုံးထည့်ပေးပြီးတော့ဇူလိုင်17ကနေ event နောက်ဆုံးနေ့ဖြစ်တဲ့ဇူလိုင်20ရက်နေ့ထိ daily discount နဲ့1ရက်ကိုတစ်ချိန်10ရက်လှည့်ပေးရပါမယ်။အချိန်60အတွက်ဆိုရင်တော့ဇူလိုင်20ရက်နေ့မှာပဲ Diamond 1050ထည့်ပေးရမှာဖြစ်ပြီးအဲ့ဒီမှာပဲ50% discount ပေးထားတဲ့10 draw ကိုလှည့်ရမှာပဲဖြစ်ပါတယ်။ပြီးတော့အချိန်အတွက် live Diamond recharge ဘယ်လောက်လုပ်ခဲ့ရလဲဆိုတာကိုဒီမှာပြထားပေးပါတယ်။ကျွန်တော်ရှေ့မှာတက်ပြခဲ့တာတွေနဲ့ပတ်သက်ပြီးတော့ဇာတ်ဆွဲထားပေးပါတယ်။ Telegram မှာလာယူလို့ရပါတယ်။နောက်ပြီးတော့ကျွန်တော်ရဲ့ Telegram channel မှာ Mobile Legends နဲ့ Magic Diamond တို့ True Shot စီရောင်းချပေးသွားမှာမလို့ channel ကို join လာခဲ့ဖို့လည်းမမေ့ကြနဲ့ဦးနော်။